နှလုံးသားမပါတဲ့ဘဝကိုရွေးချယ်လိုက်ကြတဲ့သူတွေကရှိကလည်းရှိတယ်။နောင်လည်းရှိမယ်။အခုကျွန်တော်လည်းလေးငယ်လို့ပေါ့နှလုံးသားတွေကိုတကားပိတ်ပြီးတော့မှကိုလန်းကိုရှောက်နေကြတဲ့အချိန်မှာအကောင်းဆုံးရှေ့ဆက်ကြဖို့ပဲကြိုးစားရတော့မယ်။လေးငယ်ပြောခဲ့သလိုလူကောင်းတစ်ယောက်ဖြစ်လာဖို့ကျွန်တော်ကြိုးစားနေသေးပါလေးငယ်။ဒီညမအိတ်နိုင်ခဲ့ရင်တော့မနေ့ကမှကျွန်တော်အကောင်းဆုံးလုပ်မယ်။မပိုင်ဆိုင်ရပေမဲ့တက်နိုင်တဲ့ဘက်ကဖြည့်ဆည်းပေးနိုင်ဖို့အတွက်အစွမ်းကိုကြိုးစားမယ်။နှုတ်မဆက်နိုင်ရင်တော့ကိုရမလေးငယ်ပြောတော့ကျွန်တော်လုပ်ပေးချင်ပါသေးတယ်။ညာဦးကမြင်ကွင်းမျိုးနောက်တစ်ချိန်ပြန်မမြင်လို့ခဲ့တာအမှန်ပါပဲ။တခါခံစားဖို့ရင်နောက်တစ်ခါကိုကြောက်သွားတဲ့အထက်မှာအလားဆုံးညာမြင်ကွင်းတစ်ခုပါနေလိမ့်မယ်လို့ဘသူကထင်ပါလဲ။ကျွန်တော်အဖို့တော့ဖြစ်ခဲ့ပါတယ်။မလဲမတခါတကုံးမတခါကြောင်မြောင်းစီမတခါနဲ့အခုညကတော့ရင်အဆူဆုံးပေါ့။မနန်တဲ့စစ်ပွဲကြီးကိုသိမယ်ဆိုတာသိရတဲ့ပြေးဝင်တိုက်နိုင်ပြီမဲ့ဒီလိုမြင်ကွင်းမျိုးကိုတော့ကျွန်တော်ရင်မဆိုင်နိုင်ခဲ့ဘူး။ရှေ့ရသူကိုလက်လွတ်ဆုံးရှုံးခဲ့ပြီဆိုတဲ့အသည့်နဲ့ရက်ကြည့်နေရတဲ့ရင်နာစရာအကောင်းဆုံးတတိမျိုးလေဘယ်တော့မှမရှိချင်တော့ဘူးအဲ့ဒီအနာကဘာနဲ့မတူပါဘူးလိမ့်ငယ်ကျွန်တော်လန်ထိဘူးတွေဓာပြက်ရှာခဲ့တယ်ကြီးစစ်အချင်းချင်းသိငယ်တယ်အဲ့ဒီတခါတုံခိုင်းနေအောင်လာခဲ့ပြီးတဲ့နောက်မှာနောက်တဲ့ဒီပါခဲ့သမျှနာမည်မထင်တော့တာအမှန်ပဲအရင်ကဆိုကျွန်တော်ဘယ်သူမှမသိအောင်တေးတကူတိုင်းနေခဲ့ဘူးတယ်တကူလှုပ်ပြီးတဲ့အခါကျွန်တော်လိမ့်ပါတယ်ဟုတ်တယ်မလားလိမ့်ငယ်ကျွန်တော်ကောင်းတာတကူလှုပ်နိုင်ခဲ့ပြီလို့လေခြေနဲ့ပီတီဖြစ်ခဲ့ရတယ်သူတစ်ပါးရင်ဝင်ရောက်သွားလို့မိပြောက်ထားခဲ့လေလိမ့်ငယ်စကားနားထောင်လျက်ပါလိမ့်ငယ်တို့ကတော့ညနေကတွေးလိုက်ရသူဘယ်သူဆိုတာသိချင်မှသိပြီ